fashion ကလေအဲ့လိုမျိုးဟိုးငယ်လေးတွေကနေပဲထင်တယ် fashion ကိုအဲ့လိုမျိုး main ကလေး fashion ရမှမဟုတ်အဲ့လိုမျိုး make up တွေလည်းကြိုက်တယ်အဲ့လိုမျိုး make up လိမ့်ရတာအဲ့လိုမျိုးအနုပညာပေါ့နော်အဲ့လိုအနုပညာကိုကကြိုက်တာဆိုင်းလူများနဲ့တော့ဘယ်သူမှမတူတော့မတူလောက်ထင်တယ်ကို့ဘာနဲ့ကိုအရင်ကလေးကနေဆိုင်းလူဆိုတာလဲကိုယ့်ရဲ့ fashion နဲ့ကိုယ့်ရဲ့ကိုပိုင်ကိုဟာနဲ့ကိုတော့အမြဲတမ်းနေဖြစ်တယ်ဟိုဆိုင်းလူအရင်တော့ကတော့ဒီဘယ်လိုပြောမလဲဟိုအရင်တော့ဆိုင်းလူရဲ့ look ဆိုရင်တော့အဲ့လိုမျိုးနည်းနည်း model look ဖြစ်တဲ့ကြောင့်မလို့နည်းနည်းပိန်ပပလေးပေါ့နော်ဒါပေမဲ့ဆိုင်းလူအသက်အရွယ်တစ်ခုရလာတဲ့ခါကျတော့ဒီနည်းနည်းဘယ်လိုပြောမလဲဒီတကယ်လေ healthy lifestyle ကိုပို့သွားခြင်းတယ် healthy lifestyle ပြီးရင်အဲ့လိုမျိုး weight short တာကြီးအဲ့လိုမျိုး weight ချတာထက်ဆိုင်ကို healthy လည်းဖြစ်ရမယ်လှလည်းလှရမယ်ဆိုတော့အဲ့ဒီဘက်ကိုသွားတာအသက်ကွဲရလဲပြီးသွားပါပြီအဲဆိုတော့အသက်ကွဲရနဲ့မဆိုင်ပါဘူး main လေးတွေအားလုံးကိုခန္ဓာကိုလှဖို့လိုအပ်တယ်အသက်ကွဲမှမဟုတ်ဘူးအချစ်ပါပဲအချစ်ကကောင်းတယ်လူတွေကပဲမကောင်းတာဟုတ်ခဏပြောခဲ့သလိုပဲပေါ့နော်ဆိုင်းလူကိုဒီဇက်ညိုအကြမ်းပြင်းလာပြောကြတဲ့ကနေဆိုင်းလူကစိတ်ဝင်စားတဲ့ကိုနဲ့မတူတဲ့ character လဲဝင်ရမယ်ပြီးတော့ဒီပေါ့နော်ဒီမေနဲ့ဒီနဲ့လည်းပါမယ်ဆိုတဲ့ခါဆိုတော့လိုပဲဖြစ်စိတ်လှုပ်ရှားတယ်ကိုရဲ့ညီမလေးနဲ့တူတူတွဲပြီးတော့တရုပ်ဆောင်အောင်ဖို့ပေါ့နော်တခါတလေပေါ့နော်ဒီ character နဲ့မဝင်မှာတော့စိုးရိမ်နေဘာလို့ဆိုတော့သူကရက်တိုင်းကတခါတလေကြာရင်လည်းစင်းနေကကိုယ့်ရဲ့ဆိုင်းလူအမြင်ပြောတာပေါ့နော်တခါကျရင်စင်းနေကဟိုအရှိသွားလိုက်ဒီအနောက်ရောက်လိုက်အဲ့လိုမျိုးရိုက်ဖြစ်တဲ့အခါဆိုတော့လေအဲ့ဒီ character နဲ့မဝင်မှာတော့နည်းနည်းတော့စိုးရိမ်တာပေါ့နော်ဒါပေမဲ့ဆိုင်းလူအကောင်းဆုံးတော့စူးစမ်းမှာပါဆိုပါစို့ဆိုင်းလူ spoiler လည်းမဖြစ်ချင်ဘူးဆိုတော့လေဟုတ်ဒီအမျိုးသမီးတွေဇာတ်ကားလည်းဖြစ်တယ်အားလုံးအတွက်လည်း message လည်းရစေမယ့်ဇာတ်ကားပေါ့နော်ဟိုရုပ်ရှင်ကဆိုင်းလူအခုမှဝင်လာတာပေါ့နော်အခုမှဝင်လာတာဆိုတော့ဘာလို့မရိုက်ဖြစ်လဲဆိုတော့ဆိုင်းလူ music video တွေရောတရုပ်ဆောင်တယ်ဒါပေမဲ့ဒီစကားပြောတာနဲ့ပတ်သက်ပြီးကိုအရင်တော့ဆိုရင် confident သိမရှိဘူးပေါ့နော်ဒီဒါပေမဲ့အခုနောက်ပိုင်းဆိုရင်တော့သူ့ဟာနဲ့သူတော့ဖြစ်လာတာပါပဲဟုတ်တယ်ဒီအရှိဇက်ကားတွေဆိုရင်လည်းဒီအတွက်ပေါ့နော် experience ယူတာပဲစိုင်းလူတော့ကတော့ဒီရှေ့ရဇက်ကားရိုက်ထားတယ်ဆိုရင်ကိုယ့်ရဲ့ဒီ character တွေဘယ်လိုမျိုးဖြစ်လဲပြီးရင်ဒီ shooting တွေမှာဘယ်လိုမျိုးလူတွေအားလုံးဘယ်လိုမှုတွေဘယ်လိုယူလဲဆိုတဲ့ဟာပေါ့နော်အဲ့ဒါစိုင်းလူကတော့အများနဲ့ဒီအတွေ့အကြုံယူတယ်ဒီကိုယ့်အလက်ကြရင်လည်းကိုဘယ်လိုမျိုးပါဖြစ်နိုင်မလဲဆိုတာပေါ့နော်အဲ့လိုတော့ယူထားတာရှိတယ်အကုန်လုံးပဲဆိုင်းလူကတော့အကုန်လုံးတော့ဆိုင်းလူအကုန်လုံးတော့ကိုသဘောကျတဲ့တရုပ်ဆောင်တာတွေ့ရင်တော့အကုန်လုံးတော့သဘောကျတယ်အကုန်လုံးတင်စရာမြင်စရာတွေပါပဲ fashion ကလေအဲ့လိုမျိုးဟိုးငယ်လေးတွေကနေပဲထင်တယ် fashion ကိုအဲ့လိုမျိုး main ကလေး fashion ရမှမဟုတ်အဲ့လိုမျိုး make up တွေလည်းကြိုက်တယ်အဲ့လိုမျိုး make up လိမ့်ရတာအဲ့လိုမျိုးအနုပညာပေါ့နော်အဲ့လိုအနုပညာကိုကကြိုက်တာအဲ့လိုဓာတ်ပုံရတာတွေလည်းကြိုက်တယ်ပြီးအဲ့လိုမျိုးခဏပြောလို့အနုပညာနဲ့ပတ်သက်ပြီးဒီ music video ပြီးတချင်းတွေအားစအကုန်လုံးကြိုက်တယ်ဆိုင်းလူများနဲ့တော့ဘယ်သူမှမတူတော့မတူလောက်ထင်တယ်ကို့ဘာနဲ့ကိုအရင်ကလေးကနေဆိုင်းလူဆိုတာလဲကိုယ့်ရဲ့ fashion နဲ့ကိုယ့်ရဲ့ကိုပိုင်ကိုဟာနဲ့ကိုတော့အမြဲတမ်းနေဖြစ်တယ်ဒါကတော့ fashion ကြိုက်တဲ့သူတွေအတွက်ပေါ့နော်ရိုးတာမန်အပြင်လူတွေအတွက်ကြတော့ fashion ကိုရိုးလို့ပဲမြင်ကြရတယ်တည်ရ fashion ဆိုတာဆိုင်းတို့ကြတော့ fashion နေနဲ့ဘယ်လိုမျိုးဘယ်လိုတွေဝတ်လဲဘယ်လိုစားလဲအဲ့လားလေးအရင်စိတ်ဝင်စားလို့ပါဆိုင်းတို့တော့မှတချို့သူတောင်ပြောတယ်ပေါ့နော် hey ပေါ့အခုတော်တော် fashion နေအရင်ယော့နေတယ်ပေါ့နော်အဲ့လိုမျိုးတွေတောင်ပြောကြတယ်နည်းနည်းအဲ့လိုမျိုးယော့သွားတာလားပေါ့နော်အဲ့လိုမျိုးတွေလည်းတစ်ခါကြိုက်နေမေးတာပေါ့နော်ဒါပေမဲ့တစ်ခါတလေပွဲအနေပေါ်လဲမူတည်တာပေါ့နော်ကိုယ့်ရဲ့ဒီ character တွေနဲ့ပေါ်လဲမူတည်တယ် character နဲ့မလိုက်မဖက်တဲ့ fashion တော့လုပ်လို့တော့မရဘူးလေအဲ့ဒါလည်းရှိတယ်ဆိုင်းလူကဒီရုပ်ရှင်ကြည့်ရတာလည်းသဘောကျတယ်ဒီလူများတရုပ်ဆောင်တာတွေလည်းကြည့်ရတာကြိုက်တယ်အဓိကအနုပညာနဲ့ပတ်သက်ပြီးအကုန်လုံးသဘောကျပြီးကြိုက်တယ်ဟိုဆိုင်းလူရဲ့ဒီကိုယ့်ရဲ့ life ကိုအရင် balance လုပ်တယ်ပြီးရင်ခဏပြောလို့ပဲလေဒီ gym တွေလည်းသွားတယ်ပြီးတော့အစားစားလားဆိုတော့လည်းစားတယ်ဒါပေမဲ့ကိုယ့်ရဲ့ life ကိုဒီတခြားအလုပ်တွေလည်းလုပ်တယ်အခြားလုပ်ဆိုတော့ဒီအနုပညာနဲ့ပတ်သက်ပြီးတော့လည်းလုပ်တယ်အကုန်လုံး balance ပါပဲအသက်ရွယ်ဟိုဆိုင်းလူအရင်တော့ကတော့ဒီဘယ်လိုပြောမလဲဟိုအရင်တော့ဆိုင်းလူရဲ့ look ဆိုရင်တော့အဲ့လိုမျိုးနည်းနည်း model look ဖြစ်တဲ့ကြောင့်မလို့နည်းနည်းပိန်ပလေးပေါ့နော်ဒါပေမဲ့ဆိုင်းလူအသက်ရွယ်တစ်ခုရလာတဲ့ခါကျတော့ဒီနည်းနည်းဘယ်လိုပြောမလဲဒီတကယ်လေ healthy lifestyle ကိုပို့သွားခြင်းတယ် healthy lifestyle ပြီးရင်အဲ့လိုမျိုး weight short တာကြီးအဲ့လိုမျိုး weight ချတာထက်ဆိုင်ကို healthy လည်းဖြစ်ရမယ်လှလည်းလှရမယ်ဆိုတော့အဲ့ဒီဘက်ကိုသွားတာအသက်ကွဲရလဲပြီးသွားပါပြီအဲဆိုတော့အသက်ကွဲရနဲ့မဆိုင်ပါဘူး main လေးတွေအားလုံးကိုခန္ဓာကိုလှဖို့လိုအပ်တယ်အသက်ကွဲမှမဟုတ်ဘူးအချစ်လည်းမခံရအောင်အချစ်ခံချင်တာအေးပေါ်ဒါပေါ်ထားခဲ့တယ်သူကရှိကြတယ်ဟိုကပလေးတာဆိုအဲ့လိုပဲပြောကြတာတကယ်တော့ပလေးခံရတာပါနာမည်ကြီးသမင်းကဒါပေါ်နာမည်ကြီးသမင်းကထားခဲ့တဲ့သူတွေကိုလားသူလာနေရောနေတော့
အဲ့လိုတော့မရှိပါဘူးအကုန်လုံးကဒီဆိုင်းလူနဲ့လမ်းခွဲသွားတဲ့သူတွေအားလုံးကလည်းသူကလည်းသူမဖြစ်နိုင်တော့လို့ဒါအကုန်လုံးကလမ်းခွဲသွားကြတာအကုန်လုံးသူတို့ဘဝလည်းသူတို့ဘဝနဲ့သူတို့အကုန်လုံးအဆင်ပြေနေကြတာကိုလည်းကိုဘဝနဲ့ကိုလုံးအဆင်ပြေနေတာဘယ်တော့မှအဲ့လိုမျိုးမုန်းချင်းနဲ့တော့မရှိဘူးအကုန်လုံးတော့ peace ပါပဲဒီလိုမျိုးဟာဆိုလည်းပြတ်သားအောင်လေကိုမပြတ်သားလို့မပြအောင် မလုံးရောကြလား ဟုတ်လဲ မလုံးကြလား မဖော်လို့တာတော့လေအားလုံးတော့လေအဲ့ဒါတော့အချိန်နဲ့တော့ဆိုင်တော့လည်းမဆိုင်အောင်တခါဆိုကြရင်ကိုယ့်ရဲ့စိတ်အဲ့လိုမျိုးတကယ် move on လုပ်နိုင်ပြီဆိုရင်တော့တကယ် move on လုပ်နိုင်တာပဲအချက်ကတော့ယုံတယ်အချက်ကတော့ယုံတယ်ဘယ်လိုပဲဖြစ်ဖြစ်ကျမတို့ဆိုင်လူတွေအားလုံးပေါ့နော်လိုအပ်နေရအကုန်လုံးအချက်ပါပဲတကယ်လို့အချက်ရှိရင်အားလုံးကပေးရမှာဆိုတော့ပြည့်စုံတယ်အချက်ဆိုတာအကုန်လုံးပြောချင်တာ928ပြည့်ရမှာ1500အကုန်လုံးပဲ စိတ်ကိုယ်ရောကြားရရော ယောက်ျားတွေကတော့ယုံရတဲ့ထဲမှာပါလို့လားယုံရမဲ့တဲ့ထဲမှာပါလို့လားပါဘူး ပါဘူးလား ဟုတ်တယ်နားလို့ပါအောင်ပါဟာအချစ်ပါပဲအချစ်ကကောင်းတယ်လူတွေကပဲမကောင်းတာအဲ့လိုမျိုးတယောက်တည်းလေးပဲတောက်ပါတော့မယ်ပြီးတော့အလုပ်ကိုပဲတခြားလေးပဲအာရုံစိုက်ပြီးတော့လုပ်ပါဒီကားနဲ့ပတ်သက်ပြီးတော့ဆိုင်းတို့အကောင်းဆုံးဆိုင်းတို့3ယောက်အကောင်းဆုံးစူးစမ်းတော့မှာပေါ့နော်အဲ့အတွက်ကြောင့်မလို့ဆက်ပြီးတော့အားပေးကြပါလို့ပြောချင်ပါတယ်